အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးကြိုဆိုပါရစေကျွန်တော်ဒီမေလမကုန်ခင်ပေါ့နော်ဖုန်းတွေကြိုပြီးတော့ပြင်ဆင်ထားတင်ပါတယ်ရေးကြည့်ပါတယ်နော်ကျွန်တော်ပုံလေးနဲ့တကွာကျွန်တော်ပြရမယ်နော်အခုဆိုရင်ဒီမှာဖုန်းခေါ်တဲ့ရုံမှာဖုန်းခေါ်တဲ့မျိုးစင်ဒီမှာဒီမျိုးရေးမယ်အဲ့မျိုးနံပါတ်လေးရေးပါနော်ပြီးတော့ဆိုရင်ဒီမှာဒါကျွန်တော်အပုံနဲ့ပြပြရနော်ပြီးတော့ဆိုရင်ဒီမှာဒီလိုမျိုးဟာပူပေါ်မယ်အဲ့ဒါလေးကို copy လေးကူးလိုက်ပါနော်အဲ့နံပါတ်လေး copy ပြလိုက်ပါစင်10122ပေါ့နော်နောက်တစ်ခုတော့လှုပ်ပါရေးကြည့်ပါတယ်ပြီးတော့ဆိုရင် sorry ပြီးတော့ဆိုရင်ဒီမှာခလုံးဘလော့ဒါလေးသွားမယ်နော်တဲ့သွားမယ်ပြီးရင်ဒီမှာအဲ့ဒီမှာအပေါ်မှာသူမြားတိုးပြလာတဲ့ဟာမျိုးဆက်ချလိုက်ပါပြီးတော့ဆိုရင်ဒီမှာအဲ့လိုမျိုးဆက်ချပြောလို့ဆိုရင်ဒီမှာအဲ့လိုဖြစ်သွားမယ်အဲ့မှာသူမြားထိုးပြလာတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာခုန copy လာတဲ့နံပါတ်လေးကိုအဲ့မှာချလိုက်ပါပြီးတော့ဆိုရင်ဒီအမှာဒီမှာဟိုသူကအမှန်ရှိလေးပြလိုက်ပါဒီလိုမှကိုဖုန်းကအမို့ copy ကူးလို့မရဘူးဆိုရင်ဓာတ်ပုံလေးရိုက်ရောကိုမှတ်ထားလိုက်ပေါ့နော်ပုံမီလေးနဲ့မှတ်ထားပြီးတော့အဲ့မှာ copy လေးဒီမှာ copy လေးချလိုက်ပါနော်အမှချပြောသေးစရင်ဒီမှာဒါကျွန်တော်ကဒါအပုံလေးနဲ့ကျွန်တော်ပြပေးတာပါဒီမှာကြည့်လိုက်ပါတစ်ချက်နောက်တစ်ချက်မှာအဲ့ဒါလေးကိုနှိပ်လိုက်ပါဒါလေးကိုနှိပ်လိုက်ပါဒီမှာမှန်ချက်လေးပြရမှာနော်အဲ့ဒါလေးကိုချက်နှိပ်လိုက်ဒီမှာအဲ့လိုမျိုးလေးအားလုံးနော်ဒီနေ့တော့အားလုံးအစိမ်းတွေပေါ့နော်အဲ့မှာမှန်ချက်လေးအကုန်လုံးပြနေတယ်အဲ့လိုပေါ်နေတဲ့ single ဆိုရင်လုံးဝ okay ပါပေါ့နော်ဘာမှဖြစ်စရာအကြောင်းမရှိတော့ပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ကဒါအပုံလေးနဲ့ကျွန်တော်ကပြတာပါကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးပါ share ပေးပါလို့ကျွန်တော်ကပဲတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘယ်လိုဗီဒီယိုမျိုးမဆိုကျွန်တော်လေ့လာပြီးဒီလောက်ကျွန်တော်တင်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကဒီလောက်ပါပဲ